Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ယူရှော့ကတ်ကနေပြီးတော့ 7-Eleven ကတ်ကိုငွေလွှဲနည်းလေးပေါ့နော်ပြောပြပေးတော့မှာဖြစ်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်စီမှာငွေလာလွှဲတဲ့လူတွေကယူရှော့ ATM နေပြီးတော့ 7-Eleven ကတ်ကိုငွေလွှဲတာမလွှဲတတ်လို့ပေါ့နော်ခဏမေးနေလို့ဗီဒီယိုကောခဏပြောနေရတာပြနေတာအဆင်မပြေတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးရိုက်တာပေါ့နော်မလွှဲတတ်တဲ့လူတွေရှိရင်လိုအပ်တဲ့လူတွေရှိလို့ရှင်လည်းဒီဗီဒီယိုလေးကိုစိတ်သွားလို့ရပါနော်ဒါဆိုရင်ကျွန်တော်တို့ယူရှော့ကတ်ကနေပြီးတော့ 7-Eleven ကတ်ကိုငွေလွှဲနည်းလေးကိုစလိုက်ရအောင်ပထမဆုံးအနေနဲ့ဒီကော်ဆိုကင်းလေးကိုနှိပ်ပေါ့နော်ပြီးသွားရင်ဒီအောက်ဆုံးဟာလေးကိုနှိပ်လိုက်ပေါ့နော်ပြီးရင်စုကီရောတစ်နှိပ်ပြီးရင်ကိုယ့်ရဲ့ကတ်ထည့်လိုက်ပေါ့နော်ဒီနေ့ကတ်ထည့်ပြီးသွားရင်ခဏလေးစောင့်ပြီးရင်ဒါကိုယ့်ရဲ့အန်ချောဘန်ကောပေါ့နော်လေးဝက်နံပါတ် password ထည့်ရမှာဖြစ်ပါတယ်ကို password ကိုထည့်လိုက်ပါပြီးရင်ဒါကိုလွှဲမဲ့ဘန်မှာပါဘူးပေါ့နော်ထပ်သွားလိုက်ပြီးရင်ဒီကအဆိုးနိုးဆိုတာလေးကိုနှိပ်ပြီးတော့7လွှဲမှာဖြစ်တဲ့အတွက်10ဆိုတာလေးကိုနှိပ်ရမှာပါပြီးသွားလို့ရှိရင်ဒီမှာ7 gin code ဆိုတဲ့ဟာလေးကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးရင်ကိုကဘန်ခွဲရှူဒီပူဆိုတော့ချူဆိုတာလေးကိုနှိပ်ရမှာပါချီပေါ့နော်ပြီးရင်ဒီချူဒီပူဆိုပြီးပေါ်လာတဲ့အတွက်အဲ့ဒါလေးကိုနှိပ်ရမှာဖြစ်ပါတယ်ကိုလွှဲမဲ့ဘန်ခွဲပေါ့နော်ပြီးရင်ဒီအပေါ်ဆုံးကဖူးစုကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးရင်ဒါကတော့ဘန်ခွဲနံပါတ်ပေါ့နော်ကိုလွှဲမဲ့ဘန်ခွဲနံပါတ်ကိုထည့်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဘန်ခွဲနံပါတ်ပေါ့နော်ဘန်နံပါတ်ပေါ့နော်ပြီးရင်ဒါကတော့ငွေလွှဲမဲ့အမောက်ထည့်မှာဖြစ်ပါတယ်ကိုလွှဲမဲ့အမောက်ပေါ့နော်ပြီးရင်ရှေ့ဆက်သွားမယ်ပြီးရင်ဒါလည်းရှေ့ဆက်သွားမှာပေါ့နော်ပြီးရင်ဒါကိုယ့်ရဲ့နာမည်ပေါ့နော်ဒါကတော့ဖုန်းနံပါတ်ဖြစ်ပါတယ်ကိုဖုန်းနံပါတ်ကိုထည့်ရမှာပေါ့နော်ကိုဆင်ပြေတဲ့ဖုန်းနံပါတ်ကိုထည့်လိုက်ပေါ့နော်ပြီးရင်ရှေ့ဆက်သွားမယ်ပြီးရင်ဒါလည်းရှေ့ဆက်သွားမှာပေါ့နော်ပြီးရင်ဒါကတော့ကိုလွှဲမဲ့ဘန်ရဲ့နာမည်အဓိကနာမည်စစ်ပေါ့နော်ကိုလွှဲမဲ့လူရဲ့နာမည်ကိုမမားစီနေပေါ့နော်ပြီးရင်ရှေ့ဆက်သွားလိုက်ပြီးရင်ဒါစုရိုပေါ့နော်စုရိုနေလိုက်ပြီးလို့ရှင်တော့ဒါလွှဲလို့ပြီးသွားပြီပေါ့နော်စာရွက်လေးရလာလို့ရှင်ဒီစာရွက်ကလေးကိုဓာတ်ပုံလေးရိုက်ပြီးတော့ကျွန်တော်စီပို့လိုက်ပေါ့နော်အဲဒါဆိုရင်တော့အဆင်ပြေပါပြီ